မိန်းကလေးကတကားကိုဖွင့်လိုက်တာနဲ့တပြိုင်နက်ပြင်းထန်တဲ့အားတစ်ခုကသူမကိုအပြင်ဘက်ကိုလွင့်ထွက်သွားအောင်တွန်းထုတ်လိုက်ပါတယ်။သူမဟာထိတ်လန့်တကြားနဲ့လွင့်မသွားအောင်တိုင်ကိုခိုင်ခိုင်မာမာဖတ်ထားလိုက်ရတယ်။အဲ့ဒီနောက်မှာတော့တကားကရုတ်တရက်ပြန်ပိတ်သွားခဲ့ပါတယ်။မိန်းကလေးလည်းတက်ပြင်းချလိုက်ပြီးတော့တယ်။မောင်ကြီးပြောတဲ့အထိသူမဟာနန်းတော်ထဲကိုဝင်ဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်အချိန်ဖြုံးတဲ့အနေနဲ့တကြားလုံးလေးတွေကိုထုတ်စားနေခဲ့တယ်။မတော်တဆပဲသူမဟာတကြားလုံးတစ်လုံးကိုတကားအပြင်ဘက်ကိုပြစ်မိသွားတယ်။အဲ့ဒီအခါမှာတော့မမျှော်လင့်ပဲတကားကချက်ချင်းပွင့်လာပြီးအတွင်းထဲကနေလေပြင်းတစ်ချက်ဝိတ်ခနဲ့တိုက်ခတ်ကတကြားလုံးကိုစုပ်ယူသွားပါတော့တယ်။လက်ထဲကတကြားလုံးတွေကိုကြည့်ရင်မိန်းကလေးကအကြံတစ်ခုရသွားတယ်။သူမဟာမတက်ရက်ပြီးတကားနာကိုရှောက်သွားကတကားဝမှာတကြားလုံးတစ်လုံးချထားလိုက်တယ်။တကယ်ပဲတကားကပွင့်လာခဲ့ပေမဲ့သူမအနာတိုးသွားတာနဲ့တကားကပြန်ပိတ်သွားပြန်ပါတယ်။မိန်းကလေးကတော့တိုးတိုးလေးတက်ပြင်းချလိုက်မိတာပေါ့။အဲ့ဒီနောက်မှာတော့သူမဟာတကားကိုမိလိုက်ပြီးနောက်ထပ်တကြားလုံးတစ်လုံးကိုအဝေးကြီးကိုပြစ်ထုတ်လိုက်ပါတယ်။တကားကထပ်ပြီးပွင့်လာပြန်ပါတယ်။ဒီတစ်ခါမှာတော့မိန်းကလေးကအခွင့်အရေးကိုလက်လွတ်မခံပဲအထဲကိုအမြန်ပြေးဝင်သွားခဲ့တယ်။ဒါပေမဲ့နန်းတော်ထဲမှာတော့ဘာမှမရှိပဲဟာလာဟင်းလင်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။ရုတ်တရက်ဆိုသလိုသူမရဲ့နောက်ကျောဘက်မှာလေပြင်းတွေပြောင်းလဲတိုက်ခတ်လာတာကိုခံစားလိုက်ရပါတယ်။သူမလည်းလက်ထဲမှာရှိတဲ့တကြားလုံးအားလုံးကိုလေထဲကိုမြောက်ပစ်လိုက်ပေမဲ့တစ်တာတာတလက်ကတကြားလုံးအားလုံးကိုရိုက်ထုတ်ပစ်လိုက်ပါတယ်။မိန်းကလေးကဒါယုတ်ကိုအမြန်လန်းဖမ်းလိုက်ပေမဲ့တစ်တာတာကသူမကိုချက်ချင်းခါချလိုက်တယ်။အဲ့ဒီနောက်မှာတော့ဒါဟာစပင်ဖြူဖြူနဲ့အဖိုးအိုတူဖြစ်ပြောင်းလဲသွားပါတော့တယ်။အဖိုးအိုကတော့တကြားလုံးတွေကိုပျော်ပျော်ပါးပါးစားနေခဲ့ပြီးမိန်းကလေးကတော့ဘာမှမတတ်နိုင်ပဲကြည့်နေုံပဲရှိပါတော့တယ်။မမျှော်လင့်ပဲအဖိုးအိုကရုတ်တရက်သွားကြိုက်လာပါတယ်။သူကပါဇက်ကိုဟာလိုက်တဲ့အခါမှာတော့ထူးဆန်းတဲ့လေပြင်းတွေကထပ်ပြီးတိုက်ခတ်လာပြန်ပါတယ်။မိန်းကလေးဟာလေပြင်းတန်ကြောင့်လွင့်ထွက်သွားခဲ့ရတယ်။သူမဟာအဖိုးအိုကိုကြည့်ဖို့အတွက်လေပြင်းကိုအန်တူဘီရှေ့ကိုအာတင်တိုးသွားခဲ့တယ်။ကြည့်လိုက်တော့အဖိုးအိုရဲ့ပါဇက်ထဲမှာသွားတွေကပိုးစားပြီးပုတ်နေတာကိုတွေ့လိုက်ရတယ်။ဒါကြောင့်မိန်းကလေးဟာသူမရဲ့မော်ပညာကိုအသုံးပြုပြီးအဖိုးအိုကိုအမြန်ဆုံးကုသပေးလိုက်ပါတယ်။မကြာခင်မှာပဲအဖိုးအိုရဲ့သွားကြိုက်ဝေဒနာဟာပျောက်ကင်းသွားပါတော့တယ်။ဒီပုံမြင်လေးရဲ့အဆက်ကိုဆက်ပြီးရေးခိုင်းချင်တာမျိုးဖြစ်ဖြစ်တခြားပုံစံနဲ့ပြန်ဆိုခိုင်းချင်တာမျိုးဖြစ်ဖြစ်ရှိရင်ပြောနိုင်ပါတယ်နော်။